ကျမတို့အခုချိန်မှာကျမတို့ရှုပ်ခင်းနေကျမတို့မျက်မှောက်တော်တွေကိုကျမတို့တိုးဝင်ရအောင်ကျမတို့ပေါ့ပေါ့ပါပါလေးနဲ့ကျမတို့တိုးဝင်ရအောင်ကျမတို့စီမှာပါလာတဲ့လေးနေတဲ့အရာတွေကျမတို့ခဏလောက်လွတ်ချထားလိုက်ရအောင်ဒီနေ့ကကိုရောကိုချီးမွမ်းရနေ့ဖြစ်တယ်ကိုရောကို praise လုပ်ရမယ့်နေ့ဖြစ်တယ်ကျမတို့နှလုံးသားတွေကရှိရှိသမျှနဲ့ကျမတို့သူ့ကိုကျေးဇူးတင်ရအောင်သူ့ကို praise လုပ်ရအောင်အရန်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်စပတ်တာလုံးကိုကျမတို့သွားလာလှုပ်ရှားနိုင်ရပြီးတော့ဒီလိုအချိန်မှာဒီလိုနေရာမှာကျမတို့ပြန်လည်ပြီးတော့တွေ့ဆုံဝင်ရတာတကယ်ပဲဘုရားရဲ့ကျေးဇူးတော်ပဲဖြစ်တယ်ဘုရားအရန်ကောင်းမြတ်တယ်ကျမတို့နှလုံးသားတကားကိုဖွင့်ထားရအောင်သူနဲ့စကားပြောရအောင်ဒီချိန်မှာဘုရားနဲ့ကိုယ်နဲ့နှစ်ယောက်တည်းပဲဖြစ်တယ်စိတ်ထဲမှာကိုယ့်ရဲ့အာယုံထဲမှာဘုရားကိုပဲကျမတို့ focus လုပ်ရအောင်သူ့ကိုစကားတဝကြီးပြောရအောင်ငါသည်ခတ်သိမ်းသောကာလတို့၌ထာဝရဘုရားကိုကောင်းချီးပေးမည်ဂုဏ်ကျေးဇူးတော်ကိုအစင်မပြတ်မွတ်ဆိုမည်ငါဝိညာဉ်သည်ထာဝရဘုရားကိုအမိပြု၍ဝါကြွားခြင်းကိုပြုမည်နှိမ်ချရရှိသောသူတို့သည်ကြားသိ၍ဝမ်းမြောက်ကြပါစေသောငါနှင့်အတူထာဝရဘုရားကိုချီးမွမ်းကြလော့နာမတော်ကိုတညီတညွတ်တည်းချီးမြှောက်ကြကုန်အံ့ငါသည်ထာဝရဘုရားကိုရှာသောအခါနားထောင်တော်မူ၏ကြောက်မက်ဖွယ်သောအကြောင်းအလုံးစုံတို့ထဲကငါ့ကိုကယ်နှုတ်တော်မူ၏ထာဝရဘုရားကိုမျှော်ကြည့်ကြလော့အလင်းကိုရကြလိမ့်မည်မျက်နှာရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်ဤဆင်းရဲသောသူ၏အော်ဟစ်ခြင်းအတန်ကိုထာဝရဘုရားသည်နားထောင်၍ခတ်သိမ်းသောဆင်းရဲထဲကကယ်လွတ်တော်မူ၏ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ကောင်းကင်တမန်တော်တို့သည်တက်ချ၍ကယ်လွတ်တတ်ကြ၏ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆန်း၍တိမှတ်ကြလော့ကိုယ်တော်ကိုခိုလုံသောသူသည်မင်္ဂလာရှိ၏ထာဝရဘုရား၏တန်ရှင်သူတို့
ထာဝရဘုရားကိုကြောက်ရွံ့ကြတော့ကြောက်ရွံ့သောသူတို့၌ဆင်းရဲခြင်းမရှိရရှင်သစ်တို့သည်ဆင်းရဲ၍ငတ်မွတ်ခြင်းကိုခံရတော်လဲထာဝရဘုရားကိုရှာသောသူတို့၌ကောင်းသောအရာတစ်စုံတစ်ခုမှမလိုရအာမင် ဘုရားသခင်သည်ကျွန်ုပ်တို့ကိုတနာချင်းကရုဏာစိတ်တော်ရှိသဖြင့်ကောင်းကြီးပေး၍မျက်နာတော်၏အလင်းကိုလွတ်တော်မူပါစေသောထိုသို့သောအဖြစ်မြေကြီးသားတို့သည်အမှုတော်တို့ကိုသိ၍ခတ်သိမ်းသောလူမျိုးတို့သည်ကယ်တင်တော်မူခြင်းယေရှုကိုခံရကြပါစေသောအိုဘုရားသခင်လူများတို့သည်ကိုယ်တော်ကိုချီးမွမ်းကြပါစေသောလူများအပေါင်းတို့သည်ကိုယ်တော်ကိုချီးမွမ်းကြပါစေသောလူအမျိုးမျိုးတို့သည်ဝမ်းမြောက်၍ရှင်လန်းစွာသီချင်းဆိုကြပါစေသောအကြောင်းမူကားကိုယ်တော်သည်လူတို့ကိုဖြောင့်မတ်စွာတရားစီရင်၍မြေကြီးပေါ်မှရှိသောလူမျိုးတို့ကိုချမ်းသာပေးတော်မူမည်။အိုဘုရားသခင်လူများတို့သည်ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။လူများအပေါင်းတို့သည်ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။မြေသည်မိမိဗန္နာကိုပေး၍ဘုရားသခင်သည်ဟူသောငါတို့၏ဘုရားသခင်သည်ငါတို့ကိုကောင်းချီးပေးတော်မူ၏။ဘုရားသခင်သည်ငါတို့ကိုကောင်းချီးပေးတော်မူမည်။မြေကြီးဆုံးအပေါင်းတို့သည်လည်းဘုရားသခင်ကိုကြောက်ရွံ့ကြလိမ့်မည်။ကျမတို့ဘုရားကောင်းကြီးတွေကိုဆက်ပြီးတော့ပေးအောင်မဲ့ဘုရားဖြစ်တယ်။ဆက်လက်ပြီးတော့ပေးမဲ့ဘုရားဖြစ်တယ်။အရန်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်။ကျမတို့ဘုရားရဲ့ညီဝင်ထဲမှာအမြဲမိထားရအောင်လုံခြုံတာဖြစ်တယ်။ We are safe in His presence. သူ့ရဲ့မျက်မှောက်တော်မရှိတဲ့နေရာအရန်ကြောက်ဖို့ကောင်းတယ်။ကျမတို့အဲ့မျက်မှောက်တော်ကျမတို့ဆွဲလန်းရအောင်။ကျမတို့နေ့တိုင်းသွားရအောင်အဲ့မျက်မှောက်တော်တွေကို
မျက်မှောက်တော်မရှိတဲ့နေရာတကယ်ပဲပျော်စရာမကောင်းပါဘူးWe are safe in His presence. We are safe in His presence. Tomorrow, Corona to do lunch. How ya? Tomorrow, near die to net to do. Chila, the land in the dial to net return. Chacha to net. Show ya. Give it. King Woma. A young saying name Yakin Woma. Cheer up the song, do it. Cheer out the Zonga, give your cheer out the one that they live today. I painted the mere cheer up. Oh, yeah, pay a darn and cheer out. The land in Rama. Benya. Return a young Chacha and through Shawnee. You want cheer up with me, I. Never ate cheer up the daily, a binama, she a cheer out G to the one. A yabbe. Say shit, they look and die. Tomorrow, wake up, baby. I cheer out someone. Tomorrow, to show me. Daddy, cheer out to the one, be not my senior, yes, if you did look at that. I cheer out to the one, tomorrow be not my senior, but you have your tomorrow. Yeah, you go me out. They do pay one much more love you sweat home me out. Love you chow meow me out. Love you my chow meow you. I cheer out the one I am. I cheer up today. Lily, I let a few dying here. You came on, Mom. Then show me, I cheer up the song. Ayan, tayo ni.
ပေါ်မှာ Jesus နဲ့ကလေးလေးတယောက်ထိုင်နေတာကိုတွေ့ရတယ်။နောက်ကျော်ကိုကျွန်မတွေ့နေရဖြစ်တယ်။တောင်ပေါ်မှာဖြစ်တယ်။လေကလည်းတဖြည်းဖြည်းတိုက်နေတယ်။သူတို့နှစ်ယောက်စကားပြောနေတယ်။သူတို့နှစ်ယောက်စကားပြောနေတယ်။ကျွန်မသိရဲ့။ဒါ Jesus နဲ့တင်နေပဲဖြစ်တယ်။ကျမတို့ကလေးလို့ကျမတို့ Jesus နဲ့ကျမတို့စကားပြောရအောင်။ဒီအချိန်မှာတောင်ပေါ်မှာသူတို့နှစ်ယောက်ပဲဖြစ်တယ်။တင်နေ Jesus ပဲဖြစ်တယ်။ဒါဒီလိုအရန်တာရတယ်။နေရလေဖြည်းဖြည်းချင်းစီတိုက်နေတယ်။ Jesus ကိုပြောချင်တာပြောလို့ရတဲ့အချိန်ဖြစ်တယ်။Jesus ကိုပြောမဲ့အကြောင်းအရာတွေဘယ်သူမှမကြားရအောင်။တောင်ပေါ်မှာဘယ်သူမှမရှိဘူး။သူ့ကိုအကုန်ပြောပြလိုက်ပါ။တင်တဲ့ Jesus နဲ့ date လုပ်နေရဖြစ်တယ်။ဒီရဲ့ခံစားချက်တွေကိုသူနားထောင်ဖို့အဆင်သင့်ဖြစ်နေတယ်။ relax အရန်ဖြစ်တယ်။နှစ်ယောက်လုံးအနောက်ကနေမြင်နေရ Just open your heart. Just open your heart.တဲ့ရဲ့အခက်အခဲတွေသူ့ကိုပြောလိုက်ပါတင်ကြုံတွေ့နေရတဲ့အခက်အခဲတွေသူ့ကိုပြောလိုက်ပါတင်လိုချင်တဲ့အရာတွေသူ့ကိုပြောလိုက်ပါတင်မတက်နိုင်တဲ့အရာတွေ Jesus ကိုပြောလိုက်ပါသင် give up လုပ်ရှင်နေတဲ့အရာတွေသူ့ကိုပြောပြလိုက်ပါဘယ်သူမှမရှိတဲ့တောင်ပေါ်မှာစကားအဝပြောကြပါ Jesus ကတင့်ကိုအချိန်ပေးနေတာဖြစ်တယ်ပြောပြလိုက်ပါတင်ကြောက်နေတဲ့အရာတွေလည်းပြောပြလိုက်ပါသင်ရင်ဆိုင်ရမှာအရန်လေးလံနေတဲ့အရာတွေသင်အဲ့ဒီဟာကိုရင်ဆိုင်ရမှာသင်ကြောက်နေတဲ့အရာတွေသူ့ကိုပြောပြလိုက်ပါ He hears you. He hears you. သင်ရဲ့ဘေးနားမှာပဲထိုင်နေရဖြစ်တယ်Jesus နဲ့နေရောက်နေရှိနေတဲ့အချိန်ကိုကောင်းကောင်းအသုံးချပစ်လိုက်ပါသူနဲ့ date နေရအောင်ကောင်းကောင်းအသုံးချပစ်လိုက်ပါကောင်းကောင်း date လိုက်ပါပျော်ပျော်ကြီးကို date လိုက်ပါ Jesus နဲ့
မျက်နှာချင်းနိုင်ပြီးတော့သူတို့ပြုံးပြုံးလေးနဲ့သူတို့စကားပြောနေကြတာဖြစ်တယ်အရန်လာတဲ့စင်ဖြစ်တယ်ငါကိုမဆာချင်းအကြောင်းသည်ပေါ်ထွက်ရသောတောင်ရုံတို့ငါမျောကြည့်ကောင်းကင်မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှာငါကိုမဆာချင်းအကြောင်းသည်ပေါ်ထွက်ရ၏တင်းချီကိုချော်စင်ချင်းကအခွင့်ပေးတော်မမူတင်းကိုစောင့်တော်သူသည်အိတ်တော်မမူအကယ်စင်စစ်ဣသရေလအမျိုးကိုစောင့်တော်သူသည်ငါ့ညီအိတ်ပျော်ခြင်းရှိတော်မမူထာဝရဘုရားသည်တင့်ကိုစောင့်တော်မူ၏ထာဝရဘုရားသည်သင်၏လက်ရဘန်းတိုင်းရှိသောသင်ခိုးလုံးရာအရေးဖြစ်တော်မူ၏နေ့ချိန်၌နေအားဖြင့်၎င်းဤချိန်၌လအားဖြင့်၎င်းအထီးခိုင်းမရှိရာထာဝရဘုရားသည်မကောင်းသောမှုရာလုံးစုံတို့ကိုပယ်ကာ၍သင်၏အသက်ကိုစောင့်တော်မူလိမ့်မည်ထာဝရဘုရားသည်သင်၏ထွက်ခြင်းနှင့်ဝင်ခြင်းတို့ကိုယခုမှစ၍အစင်မပြတ်စောင့်တော်မူလိမ့်မည်အာမင်သင်၏ခြေကိုချော်စေခြင်းကအခွင့်ပေးတော်မမူတင့်ကိုစောင့်တော်သူသည်အိတ်တော်မမူအကယ်စင်စစ်ဣသရေလအမျိုးကိုစောင့်တော်သူသည်ငါညီအိပ်ပျော်ခြင်းရှိတော်မမူထာဝရဘုရားသည်တင့်ကိုစောင့်တော်မူ၏ထာဝရဘုရားသည်သင်၏လက်ရဘန်းတိုင်းရှိသောသင်ခိုးလုံးရာအရေးဖြစ်တော်မူ၏နေ့အချိန်၌နေအားဖြင့်၎င်းညအချိန်၌လအားဖြင့်၎င်းအထီးအခိုက်မရှိရာထာဝရဘုရားသည်မကောင်းသောအမှုရာအလုံးစုံတို့ကိုကွယ်ကာ၍သင်၏အသက်ကိုစောင့်တော်မူလိမ့်မည် Yes, you are safe. You are safe. ဘယ်အနေနဲ့ကမှတင့်ကိုလာပြီးတော့လာချီလို့မရဘူးဘယ်အနေနဲ့ကမှတင့်ကိုလာပြီးရန်ပြုလို့မရဘူးဘာဖြစ်လဲဆိုကိုရောကဘေးနားမှာရှိနေတာဖြစ်တယ်စိတ်ချလိုက်ပါ
ပြောတယ်ငါသမီးငါသားစိတ်ချလိုက်ပါသူဟန်ဒယ်လုပ်ပေးမှဖြစ်တယ် In your conversation he is talking to you စိတ်ချလိုက်ပါသူကဘယ်တော့မှအိမ်မငိုက်တတ်ဘူးသူကအမြဲစောင့်ကြည့်ပေးနေတာဖြစ်တယ် တည့်ရဲ့လက်ရဘက်အောင်လက်ဝဲဘက်အောင်သူ့ရဲ့အင်အားကြီးရဲ့တက်တွေကိုသူချပေးထားတာဖြစ်တယ်စိတ်ချခြင်းရှိလိုက်ပါအားကြောင့်တင်ရဲရင်လိုက်ပါ be brave be strong be confident and be thankful ကျမတို့ရဲ့အခြေအနေကိုသူ့ကိုပြောပြပြီးသွားရင်ကျမတို့ရဲ့လေးပလန်နေတဲ့အရာကိုသူ့ကိုပြောပြပြီးသွားရင်ကျမတို့သူ့ကိုကျေးဇူးတင်စကားပြောရအောင် be thankful ကျမတို့ရဲ့အဲ့ဒီတာမောကကျမတို့သူနဲ့ conversation မှာကျေးဇူးတင်စကားကျမတို့စပြောရအောင်တခုပြီးတခုသူ့ကိုကျေးဇူးတင်တဲ့အကြောင်းပြောရအောင်တင်တို့ကြောင့်ထိုင်နေတော့ဖြစ်တယ်အဲ့ဒီတောင်ပေါ်မှာအရှိရမြေခွေးကအရန်လာတာဖြစ်တယ်တင်တို့ကအဲ့မြေခွေးကြည့်ပြီးတင်တို့ကလုံးဝတတရရလေးနဲ့တင်တို့စကားပြောနေရဖြစ်တယ်ဆက်ပြီးပြောရအောင်ဒီနေ့ရဲ့တာမော်ဒိတ်လေးမှာ Jesus ကလည်းအရန်ပြောနေရဖြစ်တယ်သူသားသမီးတွေသူနဲ့ဒီလိုစကားပြောတော့ Jesus ကအရန်နှစ်သက်တာဖြစ်တယ်သူစောင့်နေတဲ့အရာဖြစ်တယ်ကျမတို့လောကရဲ့ဆိုင်တစ်ဆိုင်ကိုကျမတို့သွားချင်တော့မှကျမတို့ booking လုပ်ရတာဖြစ်တယ်ဒါပေမဲ့ Jesus နဲ့တည်းရင်ကျမတို့ booking လုပ်စရာမလိုတာဖြစ်တယ်မလို booking နေမလိုသူအမြဲတဲ့အတွက် ready ရှိနေတာဖြစ်တယ်တင်က ready ရှိနေဖို့ပဲလိုတယ်တင်သူ့အချိန်ပေးနိုင်ဖို့ပဲလိုတယ်ကျမတို့အချိန်ပေးရအောင်သူ့ကျမတို့ရဲ့ daily life မှာကျမတို့ Jesus နဲ့အမြဲနေ့တိုင်းကျမတို့ဒိတ်ရအောင်အရန်အတိတ်ပဲရှိတဲ့ဒိတ်တင်ဖြစ်တယ် Jesus နဲ့ဒိတ်ခြင်းဟာ
will receive joy. In this dating, you will receive healing. In this dating, you will receive confirmation. Why dating with Jesus? You will receive confidence. Why dating with Him?